မင်္ဂလာပါဒါကတော့ပစ္စည်းလာပို့ရင်းနဲ့လမ်းလေးပါနော်လမ်းလေးကနေလမ်းလျှောက်လာတာပါဒီနားလမ်းလျှောက်လာပြီးတော့ကျွန်တော်မောလို့မို့ဒီပစ္စည်းလာပို့ရင်းနဲ့ခဏနားနေတာပါစမိုင်းဝန်တော့တိုက်စီချူစံပြန်ချူစံဖြစ်ပါတယ်ဒါလည်းပြချင်းဗီတာမင် C ပါရှင်ကောလာဂျင်ကော်ဖီဝယ်ယူအားပေးလို့ရပါတယ်ဝယ်ယူအားပေးတဲ့တူတယောက်တိုင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လမ်းလျှောက်လာခဏနားပြီး TikTok ဆော့တယ်ကိုရဲ့ဝါဒနာကိုရဲ့ချက်နော်ကျွန်မ TikTok ဆော့ဗီဒီယိုဖိုင်လေးမှတ်တရလေးရိုက်တာပါရှင်ဒီနေ့ပစ္စည်းတွေဝယ်ယူအားပေးခြင်းနဲ့ဆိုလို့ရှိရင်ဝယ်ယူအားပေးလို့ရပါတယ်ကျမကြီးနဲ့ကညီဟာရတိုက်ဆိုင်လည်းရှိပါတယ်နေ့စဉ်တော့ပစ္စည်းတွေလည်းရှိပါတယ်ဒါကတော့ဒီကိုတန်စီပေါ့နော်ကလေးတွေရန်ကုန်မှာကောင်းပါလေတိန်ကောင်းကိစ္စကိုကောက်ပဲပေးပါတယ်ဒါကတော့ green tea ဒီချိုးဆက်ပြဖြစ်ပါတယ်ဒါကကျမတို့စမိုင်းဝင်တွားတိုက်စီတွားနာလာတွားကြိုက်တာတွားဖို့စားတာတွေကိုပြောက်ပါတယ်